အားလုံးပဲမိလာပါတော့เนาะကျွန်တော်ဒီနေ့မှာတော့ဒီမှာကျွန်တော်ရန်ပေါ့เนาะကျွန်တော်အမြဲသုံးနေကြဒီ Fireball Super Bowl လို့လည်းတိုက်ပြမယ်ဘယ်ကိုတိုက်ပြမလဲဆိုတော့1000တိုက်ပြမယ်1000ပြောတာဒါပေမဲ့သူကပေါ့เนาะ16 mass လေးပေါ့เนาะ16 mass လေးတိုက်ပြပေးမယ်ဒီတကယ်မှာကဘာကအရေးကြီးလို့လဲဆိုတော့ပထမဆုံးချက်အနေနဲ့ဝါရန်မသိသေးပါတော့เนาะဒီဝါရန်ကတကယ်လို့ Fireball ဖေးသွားခဲ့ရင်တော့ဝါရန်မသိလို့ရှိရင်ဒီတကယ်ကTwister ပေါက်နိုင်ပါသေးတယ်ကိုအဆင်ပြေသလိုတိုက်ပြီးတော့ Twister ပေါက်နိုင်ပါတယ်နောက်တစ်ခုအနေနဲ့ဒီအတကယ်အရေးကြီးဆုံးပါတော့အော်ဒီအချိန်ပေါ့နော်အချိန်ကိုကမတွက်ဆနိုင်လို့ရှိရင် Twister မပေါက်နိုင်တာအချိန်ကုန်သွားတာတော့အချိန်ပြည့်သွားလို့ရှိနေပါတယ်โอเคကျွန်တော်ဒီမှာဆိုရင်ပေါ့နော်ဒီအဓိကဒီ water file ကိုပြင်မှာပဲပြင်မှာဆိုတော့ကျွန်တော် ring down လေးပြင်မှာအဲ ring down လေးပြင်မှာပြင်တော့ကျွန်တော်ဒီနေ့ site တွေရှင်းလိုက်တယ်ကိုပြောက်ကလည်းကျွန်တော်ဒီမှာ၄လုံးပဲယူတယ်နော်၄လုံးပဲယူတယ်ကျွန်တော်ကဒီကိုပြောက်ထက်နေလို့ဒီကဒီဝါရံကိုပို့ပြီးတော့ဝါရံဝါဖြစ်တဲ့အတွက် ring ကလည်းလုံးယူတယ်။ Okay ကျွန်တော်အမှဒီ ring တောင်ကိုပြုတ်ကိုပြောက်လို့စားအောင်လုပ်မယ်။ကိုပြောက် over ချိန်မှာလည်းဒီမှာကဒီမာဒီကျန်နေမာဒီကအဲ့လုံးကိုလွတ်တော့ကျွန်တော်မဟုတ်ဘူးကျွန်တော်ကတော့ပြစ်မိတယ်ဒါပေမဲ့အကယ်လို့တော့ကိုကအဲ့ဒီကပြစ်လို့ရှိရင်ဒီတခြား main defense တွေရမှာဆိုလို့ဒီ ring တောင်ကိုထည့်ပြီးပြလိုက်တာကျွန်တော်မှ play ပေးနေကျွန်တော်ပုံမှာဘောလုံးနဲ့ site ရှင်းရတယ်ဒီဘောလုံးကိုရဲ့ဒီ flame play ကိုပြင်နိုင်မယ် ring ကိုကျွန်တော်ဒီကရှင်းတာပါနောက်တစ်ခုလည်းကျွန်တော်ဒီမှာဘာလို့ point နေလဲဆိုတော့ကျွန်တော်ကပြည့်တဲ့ချိန်မှာ clan casting မပြစ်ဘူးဘာလို့မပြစ်လဲဆိုတော့ clan casting မှာကဘာမှမရှိဘူးဆိုတော့ clan casting တော့ defense နဲ့ကြီးမှမရှိ defense ဘာမှလည်းမရှိအနောက်ပြလို့ရှိရင်ကိုကလကား fireball ရနေတော့နှမျောစရာကြီးတည်ရမလားအဲ့တော့ water ကိုနည်းနည်းလေးရင်းပြီးတော့ဒီ point လေးယူပြီး clan နဲ့အကောင်ဒီကရှင်းတာပိုကောင်းတယ် ring လေးဆိုပို့ပြီးတော့ကောင်းတာပေါ့ဒီမှာကျွန်တော်ကမှတော့အပေါ်မှာ play ကချကျွန်တော်အနေနဲ့ဒီ10မိနစ်ခွဲရောက်သွားတဲ့ချိန်ဆိုနည်းနည်းတော့ချအောင်လုပ်ရတယ်ဒီတက်ကင်းနဲ့ဆိုဒါပေမဲ့လည်းဟိုထပ်ပြီးတော့ AC လေးချရတယ်ဒီဘောတော့အမှကျွန်တော်တူတန်ချရတာကဒီက H4 ring ကားတယ်ဒါပေမဲ့ဒီရတဲ့တောင်းတော့ဘာဒီရတဲ့ဘာဒီရတဲ့မှန်ဒီမှာဝါတော့ပို့လို့မသိသေးဘူးနော်ပို့ပြီးပြဆိုင်တယ်ဒီချိန်မှာကျွန်တော်အချိန်ကိုတစ်ချက်ကြည့်တယ်ကိုကအချိန်ကိုအကယ်လို့အချိန်ကိုဘုံဘုံပြချပါတယ်ကျွန်တော်အားကိုရှင်းတယ်ဒီဘိုင်းချမ်းလေးဒီကိုပုံချတယ်ဒီက ice core နဲ့ဘာလို့ချလဲဆို ice core နဲ့ freeze ဖြစ်သွားလို့ရှိရင်ဒီ K ရအချိန်လေး hero တွေတော့မပြည့်ရပဲဒီ hero တွေရင်းလို့လည်း ice core နဲ့ပေါ့လို့ရှိရင် hero တွေကဘာမှမလုပ်ဘူး hero အဆုံးကြောက်သွားတယ်ပြဿနာသွားပြီဒီတကယ်နဲ့ဆိုရင်ဒီပေါ့နော်သူ့တွေကပူလာပြီးလို့ရှိရင်ပူလာမဟုတ်ဘူးလေပူကိုကဘာလို့ဒီတက်ကင်ကိုတိုက်နေတာတိုက်ဘယ်ကြီးတိုက်မှလဲဒီတောင်းကိုထက်ဒီပေါ့နော်တောင်း18လားတောင်း18ဆိုတော့တိုက်ရပဲဒီလားကိုကဘာလို့ဟိုနည်းနည်းအရေးဆုံးပေါ်လို့နော်စုံလာဖို့လို့ကိုကဒီတိုင်းကျဲပြီးတိုက်ဒီအတက်ကင်နဲ့ဆိုရင်ဘယ်လိုအတက်ကင်မှလည်းတကယ်နိုင်ပါလေဘယ်လိုအတက်ကင်ဆိုတော့ဘယ်လိုတောင်းအောင်လို့လည်းတိုက်တယ်လို့ပါတယ်တကယ်ဒီ fireball ဆိုတာဘောလုံးမှာအရင် OP လုံးပါတယ်သူတွေကလည်းကိုတိုက်နိုင်တော့ကြံပါတယ်အောက်ကလေးပြချင်တော့လည်းဒီမှာသူတွေမသုံးဝင်တဲ့ထားခဲ့ပေါ့တကယ်ပေါက်ပါတယ်စုံကြီးကြည့်ရှုပြီးတဲ့ညီမများတော့ကျေးဇူးတင်ပါတယ် COC နဲ့ပတ်သက်ပြီးတစုံတရာဝယ်ပြနေဆိုရင်ကျွန်တော်စီမှာလာပြီးစုံစမ်းမေးမြန်းပြီးဝယ်လို့ရပါတယ်အားလုံးတက်တာပါ